ရဲ့ကိုယ်ပိုင်ဘဝကိုလှုပ်ဝက်စွာနေပါတင်းရဲ့ဘဝကိုလှုပ်ဝက်စွာနေပါတင်းရဲ့ပျော်ရွှင်စရာကောင်းတဲ့အိမ်တော်ရဲ့အခြေအနေကိုလိုင်းပေါ်မတင်ပါနဲ့တင်းကလေးတွေရဲ့ပညာရေးအောင်မျိုးမှတ်တမ်းတွေကိုလိုင်းပေါ်မတင်ပါနဲ့တင်ဝယ်ခဲ့တဲ့ဈေးကြီးလှတဲ့ပစ္စည်းတွေကိုကျွမ်းဝါကလိုင်းပေါ်မတင်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့အမှန်တရားကလူတိုင်းအားလုံးကိုတင်နဲ့ထက်တူပျော်ရွှင်ဝမ်းပြောင်းနိုင်မှာမဟုတ်တော့ပါတင်ရလိုက်တဲ့ကွန်မန့်များစုဟာအယောင်ဆောင်တွေပါပဲတင်နဲ့တစ်မိသားစုအပေါ်မကောင်းတဲ့မျက်လုံးတွေနဲ့အကြည့်ဖို့ပါဝင်းချင်းကိုဖိတ်ခေါ်နေတယ်လို့ပဲတင်ရဲ့ဘဝတဲ့ကိုမနာလို့တက်တဲ့သူတွေဝင်ရောက်လာဖို့ဆွဲခေါ်နေတယ်လို့ပါပဲတဲ့လိုင်းပေါ်တင်ခဲ့တဲ့ပုံတွေဘသူတွေကစိတ်ထားပြီးဘလို့နေရာတွေမှာပြန်အသုံးချနေလဲဆိုတာတဲ့မသိနိုင်ပါဘူးတင်ရဲ့အကြောင်းလဲနေတဲ့ဘဝအခြေအနေကိုအစစ်အတန်းတွေကိုဘသူတွေကစောင့်ကြည့်စစ်ဆေးနေတယ်ဆိုတာတဲ့မသိနိုင်ပါဘူးတခုခုဆိုလိုင်းပေါ်တင်လိုက်မယ်ဆိုတော့စိတ်ကိုဖျောက်ပါမစင်မကျင်လိုင်းပေါ်ခဏခဏတင်တတ်တဲ့အဖြူအမှုတွေကိုလုံးနေတာရက်တန့်မှာဘာလို့လဲဆိုတော့ဒီလိုအဖြူအမှုတွေကတင်းရဲ့ဘဝတင်းရဲ့မိသားစုတင်းရဲ့အိမ်တော်ရဲ့တင်းရဲ့အတံမွေးဝမ်းကြောင်းစားတဲ့အရာတွေကိုလုံးဝကိုဖျက်ဆီးသွားနိုင်လို့ပါလူအများသုံးနေကြတဲ့အင်တာနက်ကမကောင်းမြင်တဲ့မျက်လုံးတွေမကောင်းဆိုးဝါးတကောင်အလားစိုးသွမ်းလာတဲ့နားနဲ့ပါဆက်ထိုးလိုပဲကြောက်စရာကောင်းလာတဲ့ထောင်ချောက်တဲ့တင်မကြမိပါစေနဲ့တဲ့ရဲ့ကိုယ်ပိုင်ဘဝကိုလှုပ်ဝက်စွာဆက်လက်နေထိုင်ပါ